ဒီကနေ့ကျွန်တော်ဖေဖော်ဝါရီလ18ရက်နေ့ဒီဗိုလ်တော်ညမှာဆိုရင်လည်းကျွန်တော်ဒီချန်ပီယံလိပွဲစဉ်ကျွန်တော်၄ပွဲအပါဝင်ကျွန်တော် EPL နဲ့ကတပွဲကျွန်တော်ဒီစပိန်လာလီဂါထဲမှာကတပွဲကျွန်တော် City ထဲမှာကတပွဲနဲ့ဒီစုစုပေါင်းကျွန်တော်ပွဲစဉ်လေးကျွန်တော်10ပွဲလောက်တော့ကစားသွားဖို့ရှိပါတယ်ဆိုတော့ကျွန်တော်ဒီညမှာလည်းကျွန်တော်ဒီပွဲစဉ်လေးတွေကမှကျွန်တော်ကြိုက်ဆုံးပွဲစဉ်လေးကျွန်တော်3ပွဲတည်းကိုပဲထုံးစံတိုင်းကျွန်တော်လိုရင်းလိုရှင်းလေးရွေးချယ်ပေးချင်ပါတယ်ဗျမနေ့ကဒီကျွန်တော်ရွေးချယ်ပေးခဲ့တဲ့ကျွန်တော်၄ပွဲမှာကတော့ဒီကာလာတာဆာရီကျွန်တော် body နဲ့မိုနာကိုဂိုးဘော်လေးကတော့ကျွန်တော်အားလုံးဆင်ပြေကြမယ်လို့ထင်ပါတယ်ကျန်တဲ့ကျွန်တော်ရီရဲ့ဂိုးဘော်နဲ့အတလနာ body ကတော့အဲ့ပွဲနှစ်ပွဲကတော့ကျွန်တော်မှားသွားခဲ့ပါတယ်ဗျဆိုတော့ကျွန်တော်ဒီညမှာလည်းကျွန်တော်ဆက်ပြီးတော့ကျွန်တော်အစီအမရအောင်လို့ကျွန်တော်အကြိုက်ဆုံးပွဲစဉ်တွေကျွန်တော်3ပွဲတည်းကိုပဲရွေးချယ်ပေးချင်ပါတယ်ဒီခုမှအောင်ဆုံးကျွန်တော်ရွေးချယ်ပေးခြင်းတဲ့ပွဲကကျွန်တော်ဒီချန်ပီယံလိပွဲစဉ်တဲ့ပွဲဖြစ်တဲ့ကွာတာဘတ်အသင်းနဲ့နယူကာဆယ်ပွဲကိုရွေးချယ်ပေးခြင်းနဲ့ဒီပွဲကကျွန်တော်ညဒီ7:15မှာကစားကြမယ့်ပွဲဖြစ်တယ်နယူကာဆယ်အသင်းကကျွန်တော်လက်ရှိမှာကဒီ1-60ကျွန်တော်ကြောပေးထားပြီးတော့ဂိုးပေါင်းကြီးမှာဆိုရင်တော့3လုံးကို30ရှုံးပေးထားပါတယ်ဆိုတော့ကျွန်တော်လက်ရှိကျွန်တော်နယူကာဆယ်အနေနဲ့ကကျွန်တော်ဒီအဝေးကွင်းကနေပြီးတော့1-60ဆိုတဲ့ကြေးကတော့ကျွန်တော်ကြေးပြင်းတယ်လို့ပြောလို့ရတယ်နယူကာဆယ်အနေနဲ့ကျွန်တော်ဒီနှလုံးသွင်းမှအပြတ်ရမယ့်အနေထားမှာကျွန်တော်ကတော့ဒီပွဲမှာဘော်ဒီကြီးနဲ့ဆိုင်ကျွန်တော်ဂိုးပေါင်းကြီးကိုပို့ပြီးတော့သဘောကျပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီကွာတာဘတ်အသင်းစီကလည်းကျွန်တော်အိမ်ကွင်းမှာဆိုရင်ကျွန်တော်သေချာပေါက်တစ်လုံးလောက်တော့ရနိုင်လိမ့်မယ်လို့ထင်တယ်လက်ရှိဒီအသင်းကကျွန်တော်ကစားခဲ့တဲ့ကျွန်တော်ချန်ပီယံလိပွဲစဉ်တွေကိုကျွန်တော်တစ်ချက်ကြည့်ရမယ်ဆိုရင်လည်းဒီသူဂိုးမသွင်းတဲ့ပွဲဆိုလို့ကျွန်တော်ဒီနာပိုလီကို2-0နဲ့ရှုံးထားတဲ့ပွဲရယ်နောက်ကျွန်တော်ဒီလီဗာပူးကိုကျွန်တော်တို့6-0နဲ့ရှုံးခဲ့တဲ့ပွဲရယ်အဲ့နှစ်ပွဲပဲဒီသူဂိုးမသွင်းနိုင်ခဲ့တာပါကျန်တဲ့ကျွန်တော်ပွဲစဉ်တွေအကုန်လုံးမှာဆိုရင်တော့ကျွန်တော်သူ့အနေနဲ့ကျွန်တော်အိမ်ကွင်းရောအဝေးကွင်းရောဒီဂိုးသွင်းထားနိုင်တာကိုတွေ့ရတယ်ကျွန်တော်ဒီတစ်ဖက်ကကျွန်တော်နယူကာဆယ်အသင်းကိုကျွန်တော်ကြည့်ရမယ်ဆိုရင်လည်းနယူကာဆယ်အသင်းကျွန်တော်ဒီရာဒီလက်ရှိဖောင်ကတော့အရင်ကြီးအားရစရာအနေထားမှာတော့ကျွန်တော်ရှိမနေဘူးဒါပေမဲ့ကျွန်တော်လက်ရှိဒီချန်ပီယံလိကျွန်တော်ဝေးဝင်ကစားခဲ့တဲ့ကျွန်တော်၄ပွဲမှာဆိုရင်လည်းယူနီယံစိတ်ကျွန်တော်တသင်းတည်းကိုပဲနိုင်ထားတယ်ဆိုတော့ကျွန်တော်နယူကာဆယ်အသင်းရဲ့ကျွန်တော်လက်ရှိဒီချန်ပီယံလိအဝေးကွင်းရလဒ်တွေကလည်းတိတ်တော့အားရစရာမကောင်းပါဘူးဒါပေမဲ့ကျွန်တော်လက်ရှိဒီပေါက်ကြီးအရာကျွန်တော်အဝေးကွင်းမှာကျွန်တော်1-60ဆိုတဲ့ကြေးကတော့နယူကာဆယ်အနေနဲ့အနိုင်ဆုံးကျွန်တော်တစ်လုံးလောက်ကနေစကြည့်သွားရမယ်ဆိုတဲ့ကြေးမျိုးပေးထားတယ်ဆိုတော့ကျွန်တော်အသင်းကိုကြိုက်တဲ့ညီကိုတွေအနေနဲ့ကတော့တစ်လုံးလောက်နဲ့ကျွန်တော်ရင်းနိုင်မယ်ဆိုရင်တော့နယူကာဆယ်ကိုကျွန်တော်နေမယ်ဆိုရင်တော့နေလို့ရပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီနယူကာဆယ်အနေနဲ့နှလုံးသွင်းရင်ကျွန်တော်ကွာတာဘတ်အသင်းစီကလည်းကျွန်တော်ပေါ်ကပြောခဲ့သလိုပဲကျွန်တော်တစ်လုံးလောက်ကတော့တေချာပေါက်ရနိုင်တဲ့အတွက်ကြောင့်မို့ကျွန်တော်ကတော့ဒီဂိုးပေါင်းကြီး3-10ကျွန်တော်ရင်းပြီးတော့ဂိုးပေါ်တစ်ကြောင်းနဲ့ကိုပဲရွေးချယ်ပေးချင်ပါတယ်ဗျကျွန်တော်ဒီနောက်ထပ်တစ်ပွဲကတော့ပရီးမီးယားလိပွဲစဉ်တစ်ပွဲဖြစ်တဲ့ကျွန်တော်ဝူအသင်းနဲ့အာဆင်နယ်ပွဲကိုရွေးချယ်ပေးချင်ပါတယ်ဒီပွဲကတော့ကျွန်တော်ည2နာရီခွဲမှာကစားကြမယ့်ပွဲဖြစ်တယ်လက်ရှိကျွန်တော်အာဆင်နယ်က2+90ကျွန်တော်2+90ပေါ်လို့ကြီးနေကျွန်တော်ဂိုးပေါင်းကြီးကတော့3+50ပေးထားပါတယ်ကျွန်တော်လက်ရှိဒီနှစ်သင်းကတော့ဒီဇယားထိပ်ဆုံးအသင်းနဲ့ကျွန်တော်ဇယားအောက်ဆုံးအသင်းနဲ့ဖြစ်တယ်ဝူအနေနဲ့ကတော့ကျွန်တော်ဒီဟာဒီတန်းဆင်းရဖို့ကျွန်တော်တေချာတလောက်ရှိနေပြီလို့တော့ပြောလို့ရပါတယ်အာဆင်နယ်အနေနဲ့ကလည်းဒီဟာဒီကျွန်တော်ချန်ပီယံဆုအတွက်အကောင်းဆုံးနေထားမှာရှိနေတဲ့အသင်းတစ်သင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်လက်ရှိဒီနှစ်သင်းစလုံးရဲ့ကျွန်တော်လက်တလောဖောင်ရရောဒီဇယားရက်တမှုအရာကိုကျွန်တော်အဆအဆရရကွာခြားမှုရှိနေတဲ့အသင်းတစ်သင်းဖြစ်တဲ့အတွက်ကြောင့်မို့အာဆင်နယ်အနေနဲ့ကတော့ကျွန်တော်ဒီပွဲမှာကိုပြတ်မပြတ်ပဲကျွန်တော်စောင့်ကြည့်သွားမယ်ပွဲလို့မြင်တယ်ကျွန်တော်အာဆင်နယ်အသင်းကကျွန်တော်ဒီပထမကျောက်အိမ်ကွင်းမှာတော့ကတော့ဒီ2-0ဆိုတော့ကျွန်တော်ရလက်နဲ့ကျွန်တော် OG ဂိုးတွေနဲ့နိုင်ထားတယ်အဲ့ပွဲမှာတော့ကျွန်တော်အာဆင်နယ်အနေနဲ့ဒီဝူအသင်းကိုကျွန်တော်တို့အိမ်ကွင်းမှာကျွန်တော်ခက်ခဲနဲ့ကစားသွားခဲ့ရတာကိုတွေ့ရတယ်ဆိုတော့ကျွန်တော်ဒီပွဲမှာလည်းဝူအသင်းအနေနဲ့ကကျွန်တော်အိမ်ကွင်းမှာအာဆင်နယ်ကိုကျွန်တော်ဘာတွေလုပ်ပြနိုင်မလဲဆိုတာကတော့တစ်ချက်စောင့်ကြည့်သွားရပါမယ်အာဆင်နယ်အနေနဲ့ကလည်းကျွန်တော်ဒီပြီးခဲ့တဲ့တစ်ပတ်ဗဒတ်ဖုန်းနဲ့ပွဲမှာကျွန်တော်တို့အမှတ်ရောက်ထားရတဲ့ကြောင့်ကျွန်တော်ဒီပွဲကိုတော့တေချာပေါက်ကျွန်တော်တို့ဒီအင်တိုက်အားတိုင်းနဲ့ကစားလာဖို့ရှိပါတယ်ဆိုတော့ကျွန်တော်လက်ရှိမှာကျွန်တော်တို့အာဆင်နယ်အနေနဲ့အဝေးဝင်းကနေပြီးတော့2+90တောင်ပေးထားရဲဆိုတော့အာဆင်နယ်အသင်းစီကတော့ကျွန်တော်ဒီနှလုံးလောက်တော့မျှော်လင့်လို့ရနိုင်ပါတယ်အဲကြောင့်ကျွန်တော်ဒီပွဲကိုတော့အာဆင်နယ်အသင်းနဲ့ပဲလက်တွဲစီချင်ပါတယ်ကျွန်တော်ဒီနောက်ဆုံးပွဲကတော့ကျွန်တော်ဒီ CD တွေကရွေးချယ်ထားပါတယ်ကျွန်တော်ဒီ CD ပွဲစဉ်တစ်ပွဲဖြစ်တဲ့ AC မီလန်နဲ့ကိုမိုပွဲဒီပွဲကတော့ကျွန်တော်ည2:15မှာကစားကြမယ့်ပွဲဖြစ်တယ် AC ကကျွန်တော်လက်ရှိမှာကျွန်တော် level 40ဘော်လီကြီးနဲ့ကျွန်တော်ဂိုးပေါင်းကြီးမှာဆိုရင်တော့2-90ပေးထားပါတယ်လက်ရှိကျွန်တော် AC ကတော့အဆင့်1မှာရက်တည်တယ်ကျွန်တော်ရမက53မှတ်ကိုမိုကတော့ကျွန်တော်လက်ရှိမှာကျွန်တော်အဆင့်ခွင်မှာရက်တည်တယ်သူကတော့ကျွန်တော်ရမှတ်40မှတ်ဆိုတော့ကျွန်တော်လက်ရှိဒီနေ့တင်းကြားမှာကတော့ကျွန်တော်ရမှတ်ကတော့10မှတ်လောက်တော့ကွာနေပါတယ်ဒါပေမဲ့ကျွန်တော် AC ကကျွန်တော်ဒီအဆင့်1နေရာမှာရှိနေကျွန်တော်အင်နာကိုဖိအားပေးနိုင်ဖို့အတွက်ကျွန်တော်နိုင်ပွဲလိုအပ်နေသလိုတစ်ဖက်ကဒီကိုမိုကလည်းကျွန်တော်ဒီအဆင့်4နေရာကကျွန်တော်ရိုမာတင်းတွေကကျွန်တော်ရမကတိတ်မကွာတဲ့အတွက်ကြောင့်မို့ချန်ပီယံလိဝင်ငွေ့တင်နေရအတွက်ကျွန်တော်တိုက်ပွဲဝင်ရမယ့်ပွဲဆိုလဲမမပါအောင်ဗျ
လက်ရှိကျွန်တော်နှစ်သင်းစလုံးကတော့ကျွန်တော်ဖောင်ကောင်းနေတဲ့တင်းတင်းလို့ပြောလို့ရပါတယ်နော် AC ကကျွန်တော်နောက်ဆုံး6ပွဲသက်ရှုံးပွဲမရှိထားသေးဘူး3ပွဲတည်နဲ့6ပွဲနိုင်ထားတယ်ကျွန်တော်တစ်ဖက်ကကိုမိုအသင်းကလည်းနောက်ဆုံးကျွန်တော်ပြိုင်ပွဲဆို9ပွဲသက်ဒီရှုံးပွဲတော့မရှိထားသေးဘူးဒါပေမဲ့ဒီပြီးခဲ့တဲ့တစ်ဖက်ကကျွန်တော်ကစားခဲ့တဲ့ PO နယ်ပွဲမှာတော့ဒီနောက်ဆုံးကျွန်တော်ရှုံးပွဲကြုံတွေ့ထားခဲ့ရပါတယ်ဆိုတော့ကျွန်တော်လက်ရှိကားတန်းဖောင်ရကတော့ကျွန်တော်အရန်ကြီးမကွာဘူးဆိုရင်မဲ့ AC အနေနဲ့ကျွန်တော်အိမ်ကွင်းမှာကစားရမှာအတွက်ဖြစ်တဲ့အတွက်ကြောင့်မို့ AC ကတော့ကျွန်တော်ဒီပွဲမှာဒီနည်းနည်းလေးပိုတာတယ်လို့ပြောလို့ရပါတယ်အဲဒါကြောင့်မို့ကျွန်တော်တို့ကဒီရွေးမဲ့ရွေးတော့ကျွန်တော်အင်ရှင် AC မီလန်တင်းကိုပဲရွေးရမှာပဲဗျ AC အနေနဲ့ကျွန်တော်အိမ်ကွင်းမှာကျွန်တော်အနေဆုံးတည်နဲ့အနိုင်ပဲရှိရတဲ့အတွက်ကြောင့်မို့ကျွန်တော်ကတော့ဒီပွဲမှာဒီ AC မီလန်တင်းရဲ့ body ကိုပဲရွေးချယ်ပေးချင်ပါတယ်နောက်တစ်ခုအနေနဲ့ကျွန်တော်ရွေးချယ်ပေးချင်တာကကျွန်တော်ဒီပွဲမှာဂိုးပေါင်းအပေါ်ကိုလည်းရွေးချယ်ပေးချင်တယ်ဗျ2-90ပေးထားတဲ့ပွဲမှာကတော့ကျွန်တော်ဒီဂိုးအောက်ကိုဒီကြိုက်ကြမဲ့လူတွေကတော့များပါတယ်ကျွန်တော်ကတော့ဒီပွဲမှာနှစ်ဖက်ပေါင်းသုံးခုကျွန်တော်3လုံးလောက်တော့ရောက်သွားလိမ့်မယ်လို့ယူဆတဲ့အကြောင်းမို့ကျွန်တော်ဒီပွဲကိုတော့ဂိုးပေါ်ကိုလည်းရွေးချယ်ပေးချင်ပါသေးရဲ့ဗျဟုတ်ကဲ့ပါကျွန်တော်ဒါကတော့ဒီနေ့ဗိုလ်တော်ဦးညမှာကစားကြမဲ့ပွဲစဉ်လေးတွေပါဗျဒီထဲမှာကျွန်တော်ကြိုက်မတူတဲ့ပွဲလေးပိုင်းလည်းဘက်ကံပြီးဆော့ပါလို့ကြံပေးချင်ပါတယ်ဒီဗီဒီယိုလေးကညီကိုတို့အတွက်အကျိုးရှိရဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးမလုပ်ရသေးရင်လုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ဒီအခုလိုအားပေးကြတဲ့ကျွန်တော်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူးတင်ပါတယ်